ဟာဟာဟာဂုံးစိန်ပတ်စံရှာလွဲလိုက်တာကွာတမြောင်လွဲပေးတဲ့350ဦးတခြားကောင်ထဲပြန်လွဲပေးုံနဲ့9သိန်းရေးစီရတယ်အမောင်တော့ပြပြနဲ့လှုပ်လိုက်စရာဦးမလို့ဟယ်လိုဖေတာဒီနေ့ပတ်စံအများကြီးရပြီ ဒုက္ခပါပဲတာရဲ့အဖေစုရတယ်ပတ်စံတွေအကုန်လုံးပါပါပြီမင်းမေခွဲစိတ်ဖို့အတွက်အဖေစုရတယ်350ဘယ်ဟာဆိုအဖေကိုလိမ်သွားတယ်တာရဲ့အဖေတော့သွားပါပြီတာရဲ့